ကတော့မဟုတ်မိဘနှစ်ပါးတက်ကတပါးကအိုမင်းနဲ့အသက်အရွယ်ကိုရောက်သွားတယ်။အိုမင်းနဲ့အသက်အရွယ်ကိုရောက်သွားတယ်။အဲဒီမိဘနှစ်ပါးကိုဒီလူကခေတ္တမတ်တုတ်ပြီးတော့ဝတ်ကြီးဝတ်ငယ်ပြုစုပြီးတော့သူတို့ကိုဂရုစိုက်ပြီးတော့သူတို့ကိုစိတ်ချမ်းသာအောင်ထားပြီးတော့သူတို့ရဲ့အထွာအတ်တုတ်ပြီးတော့တရားတော်နဲ့မဆန့်ကျင်တဲ့သူတို့ရဲ့အမိန့်တွေကိုနာခံပြီးတော့လူတယောက်ကမိမိအတွက်ဂျန်နတ်တုခဘုံတွေကိုဝင်ရောက်ခွင့်လက်မှတ်ကိုအရမယူနိုင်လိုက်ဘူးဆိုရင်အဲ့ဒီလူပျက်စီးပါလေဆိုပြီးတော့ဂျိဘရာအီလ် အလိုင်ဟိစလမ်ကဘတ်ဒူအာလုပ်တယ်အဲ့ဒီပုံမှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝဆလမ်ကအာမင်ဒီအတိုင်းဖြစ်ပါစေဆိုပြီးတော့တမန်တော်ကအာမင်လို့ဆိုကျွန်တော်တို့ရဲ့မိဘနှစ်ပါးရဲ့တာဝန်တွေကျွန်တော်တို့ပုံမှာအများကြီးရှိတယ်အထူးသဖြင့်မိဘနှစ်ပါးအိုသွားတဲ့အခါကျလို့ရှိရင်ပို့ပြီးတော့သူတို့ကိုဂရုစိုက်ရမယ်ပို့ပြီးတော့သူတို့ကိုခစ်မတ်လုပ်ရမယ်ပို့ပြီးတော့သူတို့ရဲ့စကားကိုနားထောင်ရမယ်တရားတော်နဲ့မဆန့်ကျင်တဲ့သူတို့ရဲ့အမိန့်တွေကိုနာခံရမယ်မိဘနှစ်ပါးဆိုတာဘယ်လိုလူတွေလဲဆိုတော့သူတို့အတွက်ကိုကသူတို့စိတ်ချမ်းသာအောင်စိတ်ပျော်ရွှင်အောင်နည်းနည်းလေးပဲလုပ်ပေးတယ်ဆိုရင်တော့မှသူတို့ကကိုယ့်အတွက်ဒူအာတွေအများကြီးလုပ်ပေးတယ်သူတို့တွေကလည်းဒူအာတွေအများကြီးရမိဘနှစ်ပါးဆိုတာအဲ့လိုလူတွေအဲ့ဒါကြောင့်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝဆလမ်ကဟာဒီသ်တော်တစ်ပုဒ်မှာဗာမိတ်ရှိလဲဆိုတော့တင်းရဲ့ဖခင်ကတင်းအတွက်ဂျန်နတ်ရဲ့တကားပေါက်တွေထဲကအကောင်းဆုံးတကားပေါက်ဖြစ်တယ်အဲ့ဒီတကားပေါက်ကိုတင်းဟာထိမ့်သိမ့်လူကထိမ့်သိမ့်ပါဖြက်စီးလူကဖြက်စီးပါဆိုပြီးတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝဆလမ်ကအမိတ်ရှိတော်မူတယ်အဲ့လိုမျိုးပဲနောက်ဟာဒီသ်တော်တစ်ပုဒ်မှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝဆလမ်ကအမိတ်ရှိတော်မူတယ်မိဘစကားနားထောင်တဲ့သားကတို့မဟုတ်မိဘစကားနားထောင်တဲ့သမီးကမိမိရဲ့အမိကိုတို့မဟုတ်အဖကိုဖခင်ကိုတို့မဟုတ်မိခင်ကိုချစ်ခင်ကျင်နာတဲ့အရှုနဲ့တစ်ချက်ကြည့်ခြင်းဟာချစ်ခင်တဲ့အကြည့်နဲ့တစ်ချက်ကြည့်ခြင်းဟာအလ္လာဟ်တာလာရဲ့ထံတော်ပါမှာလက်ခံခြင်းခံရတဲ့ဟဂျ်တစ်ခုရဲ့အကျိုးဆောင်ပြရှိစေတယ်။ဒါကတို့မဟုတ်သမီးကဖခင်ကိုတို့မဟုတ်မိခင်ကိုချစ်တဲ့အရှုနဲ့တစ်ချက်ကြည့်လိုက်မယ်ဆိုရင်အလ္လာဟ်တာလာရဲ့ထံတော်ပါမှာလက်ခံခြင်းခံရပြီးသားဖြစ်တဲ့ဟဂျ်တစ်ခုစာအကျိုးဆောင်ကိုရရှိတယ်။ဘယ်လောက်ကြည့်ကြတဲ့အကျိုးဆောင်အဲ့လိုပဲနောက်ဟာဒီသ်တော်တစ်ပုဒ်မှာ